ချင်းအောင်ကောင်းတဲ့ကဘလို့ရတဲ့မျိုးကိုပေးဆွနိုင်လဲပါဆိုင်ထုံလေးလက်ထဲကန်ကြီးလိုက်တာနဲ့အလေးချိန်ကစီစီလေးဖြစ်နေတာပိုခံစားမိမယ်ချင်းအောင်လေးကိုဖြန်းကြည့်လိုက်တော့ပထမဦးဆုံးမျက်နှာမှာပြုံးနေဝေသွားမယ်ချင်းအောင်ထောင်ကြည့်ပြန်တော့ထင်ထားရတဲ့ပိုကြီးပိုကျယ်နေပြန်တော့အဆင်ပြေနေမယ်ဇာသားလေးတွေကန်ကြီးတော့လဲတွေ့ဘူးသမျှတဲ့မှာအကောင်းဆုံးဆိုတဲ့ခန္ဓာချက်ကိုရမယ်ချိုရိုးချိုသားလေးတွေကြည့်တော့လဲအင်ကြီး30ရဲ့ချိုရိုးချိုသားလားလို့ထင်မိအောင်မယ်ချင်းအောင်နဲ့အင်ကြီးပြန်တော့စိတ်လွတ်လက်ချေပြတ်မှုကိုတဝါကြီးခံစားပြီးပြုံးပြုံးကြီးအိပ်ပျော်ပြီးအိမ်မက်လက်တွေမရအောင်မယ်အရရကိုစိတ်ကျဉ်တဲ့ဆရာကောင်းတဲ့အော်ကြောက်လိုက်ရပြချင်းအောင်ပဲဖြစ်ပါတယ်ပြချင်းအောင်လေးရဲ့ရွယ်ကတော့ဘယ်ကနေညာတိအကျ6ပေအမိုးပြင်ပြောရမယ်ဆိုရင်တော့နှမိုးတစ်စိတ်ပဲဖြစ်ပါတယ်ခေါင်းရနေချင်းဒီချင်း6ပေခွဲအမြင့်9ပေကင်းဆိုင်မွေးရတဲ့ကောင်းကောင်းဆန်းတဲ့ရွယ်ဖြစ်ပြီးမိသားစု3အောင်ကိုအကျိအစ်လို့ရမယ့်အရွယ်လေးပဲဖြစ်ပါတယ်။ဘာရန်နေရောက်တဲ့မျိုးတိုင်းကိုအရောက်ငွေချေပို့ဆောင်ရောင်းချပေးနေရပဲဖြစ်ပါတယ်။ဒီချန်နယ်လေးရဲ့စိန်တော့ကတော့8800ကျပ်ပဲဖြစ်ပါတယ်။ဆက်သွယ်မာရီလိုပါက399258 300 300ခု8 58 တို့ကိုဖုန်းဆက်ဖြစ်စေပိတ် Messenger Viber TikTok CB တို့မှာလည်းသိလို့ရမြင်မြန်ဝယ်ယူနိုင်ပါတယ်။ဝယ်သူပြောမှရောင်းသူပြောတာဦးမျိုးမင်းတော်မမောစားချင်တာအော်လာကြုတ်ပါ။